เขาเลยเข้าสู้ไปจ้ะน้องก็เราอยู่ในสมองของประชาชนโอเคဒါဖူတာထက်လိုက်နော်ပြီးရင်ကျွန်တော်တို့ဟိုမနေ့ကရေးခဲ့တဲ့၄ယောက်ထဲမှာမနေ့ကကြတော့ဗာလဲကျွန်တော်တို့ကလင့်သုံးခုထည့်ရတယ်မလား contact အကေအပေါက်ကေဒါပေမဲ့အဲ့ဒါကိုကျွန်တော်ဗာနဲ့ရေးချင်တာလဲဆိုတော့ကျွန်တော်ကဒီ header အနေနဲ့ခုနကဒီ project run လိုက်တော့ဒီလိုပုံစံဖြစ်သွားချင်တာပေါ့အဲ့ဒါ icon ဖြစ်ဖို့အတွက်ကျွန်တော်ဗာလောက်ရလဲဆိုကြတော့ဒီမှာခုနကဒီ DIMV ထဲမှာကျွန်တော်ဗာဒီမှာ DIMV တစ်စုံရှိမယ်အဲ့ DIMV ထဲမှာကျွန်တော်ဗာဆိုဒီမှာ header tag ရှိမယ်အဲ့ header ထဲမှာကျွန်တော်ပေါ်ချင်တဲ့ခုန header တွေကိုheader ထဲမှာပေါ်ချင်တဲ့ကောင်တွေကိုကျွန်တော်ဒီမှာရေးသွားတာပေါ့နော်ဒီမှာ header ထဲမှာဒီမှာ navigation bar ရှိမယ် header ထဲမှာ DIMV ရှိမယ် DIMV ထဲမှာကျွန်တော် header ရှိမယ် header ကိုကျွန်တော်အဝါထားကျွန်တော်ဒီမှာအဝါအောင်ထားလိုက်တယ်ပြီးတော့ဒါကကြတော့ကျွန်တော် center ရွှေ့လိုက်တာပေါ့နော် center ရွှေ့ထားမယ်ပြီးတော့justify ကိုကျွန်တော် center justify ဆိုတာကျွန်တော် ပေးရဘယ်ချိန်မှပြောင်းတော့တာ center ကိုပဲထားမယ်ပေါ့နောက်ပြီးတော့ဒီမှာခုနကျွန်တော်နှိပ်တဲ့ကောင်လေးကပါမယ်ဒီမှာ link လေးဟုတ်တယ်မလားဒါလေးက link လေးအဲ့တော့ link ဆိုတဲ့တက်ကိုသုံးလိုက်နော်အဲ့ဒီကောင်လေးတစ်ချက်ရေးလိုက်နော်အဲ့ဒီကောင်ကသူ့ခွဲကြည့်မှန်းဒီလိုဖြစ်သွားမှာအဲ့တော့ကျွန်တော်ဒီမှာကိုသွားမဲ့ route ပေါ့နော်ကိုသွားမဲ့လမ်းကြောင်းလေးတွေကိုဒီမှာပြောပြရတယ်အဲ့တကယ်တော့ဒီနေရာမှာ A တက်နဲ့သွားလိုက်ရတယ်ကွာ A တက်နဲ့သွားလိုက်ရတယ်နော်ဒီမှာ A လို့သွားလိုက်ရတယ်ဒါပေမဲ့ကျွန်တော် A တက်မသုံးမှန်းနဲ့ဒီအခုဒီ Next.js ကဒီ link ဆိုတဲ့ဒီကောင်လေးသုံးချိန်ကျွန်တော်ဗာကျင်ညာလဲဆိုတော့အပေါ်မှာဒီကောင်လေးကျွန်တော်ကျင်ညာပေးရတယ်နော် import လုပ်ပေးရအဲ့ရေးနေကြတာမသိဘူးနော်အဲ့ဒီကောင်လေးအရင်ရေးလိုက်ရေးလို့ okay ကြလားဟုတ်ဆရာရေးနေပါတယ်ဘုရားဒီမှာပြီးတာပြီးတယ်နော်အခုဒီကောင်လို့မှာဟောဒီလိုက်ပြီးတယ်ဟာအဲ့ဆက်တယ်ဘယ်လိုရှိလဲဒီလည်းဒီတော့အမှန်ဟုတ်တယ်တော့ဒီတော့ဒီကတော့
ဒီလိုပြီးသွားရင်လား ဟုတ်ဆရာပြီးတော့ โอเคဒါဆိုရင်နည်းနည်းတစ်ချက်ရှင်းပြမယ်နော်ဒီနေရာကခုနကဒါဟာတာပေါ့ဒါဟာတာရဲ့သူပိုင်းနဲ့သူခွဲကြည့်လိုက်ရင်မြင်တယ်ခွဲတယ်ကွာဒီကောင်ကဒါကအမဒီမှာကဒါ never ဒီကောင် never အဖွင့်ဒီမှာ never အပိတ်ပြီးဒီမှာ main ဆိုတယ်မှာတွေ့လားဒီမှာ main ထဲမှာကျွန်တော်ဒီမှာ children ဆိုတာလာမယ်ဒီ children ဘယ်ကလာမလဲကျွန်တော်ဒီမှာ root layout ဆိုပြီးကျွန်တော်ဒီဘယ်လိုပြောမလဲဒီသူ့ရဲ့ဒီ function တခုတက်လိုက်အောင်နော်ကျွန်တော်တို့ကဒီမှာခုနကပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီမှာလေဒီကောင်ကိုနှိပ်လိုက်ရင်လည်းဘယ်လိုပြောမလဲဒီ header ကြီးကဒီနေရာမှာအသေးရှိနေပြီးတော့ဒီကောင်ပဲ connect ပြောင်းအောင်အဲ့တော့ဒီအောက်မှာရှိတဲ့ကောင်တွေကဘာလဲဆိုတော့ကြတော့ child အနေနဲ့သူကလာအဲ့ဒါကြောင့်သူက children ပေါ့နော် children လို့ကျင်ညာလို့ရတယ် child လို့ကျင်ညာလိုက်ရတယ်နော် children ဆိုပြီးတော့ ID မှာကျင်ညာတဲ့ object ကဒီမှာပြန်သုံးလိုက်တာပေါ့အဲ့တော့အခုကျွန်တော်တို့ဒီမှာပြမယ့် information တွေရောဒီဓာတ်ရဲ့သူကဒီ child အနေနဲ့သူကပေါ့နော် children အနေနဲ့သူဒီမှာလာရှိတယ်အဲ့တော့ဒါကောင်လည်းကျတော့ဒါပေးရမှာနော်ဒီကောင်ကဒီ top ဒီ header ရဲ့ navigation တွေကအပြင်မှာရှိရမယ်နော်အပြင်မှာရှိရမယ်ဒီကောင်နဲ့ main ထဲမှာပဲရှိရမယ်အဲကြောင့်တော့ဒီမှာ main ထဲမှာကျွန်တော် main ဆိုတဲ့ဒီ tab ပေါ့နော်ဒါ ATM ရဲ့ tab နော် main ထဲမှာကျွန်တော်ဒီမှာခုနအပေါ်မှာကျင်ညာခဲ့တဲ့ဒီဒါကကျတော့ဒီကောင်ကဘာလဲ function ရဲ့နာမည်အဲ့ function နဲ့မှာဒီကောင်က parameter လို့ခေါ်တာပေါ့နော်အဲ့ parameter လွှတ်ပေးလိုက်တာပေါ့နော်အဲ့တော့children ဆိုတာကဘာလဲဆိုကြတော့ဒီမှာဒီကျွန်တော်တို့အခုဆိုရှင်တို့ဒီမှာလဲဒီ object တွေကဒီမှာရောက်လာအောင်နော်ကျွန်တော်တို့ page တွေဒီမှာရောက်လာပြီးအဲ့က page ကဒီမှာလာပြီးတော့ represent လုပ်သွားမယ်ဒီဟာလေးပဲရေးလိုက်အောင်ပဲသူ့ရဲ့ child နေမှာဘာမှပြင်ပြရမလို့နော်child လို့သုံးလို့ရတယ် child လို့သုံးလိုက်မယ်ခြေထောက်မဲ့ထားလိုက်ပါသုံးများနာတဲ့အတိုင်းပဲသုံးလိုက်မယ်နော်အဲ့ဒါဒီ link ဆိုတာလေးကဘယ်လာလဲဆိုတော့ဒီမှာ library လာတာ library လာတော့ဒီမှာဘာဆိုကြတော့ Nate အောက်က link ဆိုကျွန်တော်ချင်ညာပေးရတယ်အဲ့ဒါဆိုတော့ဘာဖြစ်သွားလဲဆိုကြတော့ဒီ link ကို a tag ကိုမသုံးမှနဲ့ကျွန်တော်ကဒီ react ပေါ့နော် react က link tab ကိုသုံးလိုက်တာပေါ့ okay မလားဒါပဲရေးလိုက်အောင်ပဲတခြား page တွေကဘာမှပြင်ရမလို့နော်တခြား page တွေကအရင်တိုင်းပဲဘာမှပြင်ရမလို့ဒီတိုင်းပဲခေါ်အရင်မနေ့ကအတိုင်းပဲပြင်လို့ရတယ်အဲ့ဒါဆိုရင်သူက function ကပြောင်းသွားပြီပေါ့နော် function ပြောင်းသွားဆိုတော့ပေါ်မဲ့ပုံစံပြောင်းသွားပြီပေါ့နော်အမှဒီ child နေမှာဘာမှပြင်ရမလို့သူပေးတဲ့ layout မှာပဲပြင်လိုက်အောင်နော်ဒီသူ main layout မှာပဲပြင်လိုက်ရတာဒါတွေကအရင်တိုင်းရှိနေတဲ့အတိုင်းပဲဒါလိုက်ပြင်ရမလို့ဒီ layout ထဲမှာဒီ body နဲ့ body ထဲမှာကျွန်တော်တို့က header ရဲ့ navigation bar ရဲ့ main ရဲ့ပြင်လိုက်တယ် footer ကဒီ main page မှာရှိတဲ့ကောင်ကို copy ကူးပြီးတော့ဒီထဲဘက်ကိုရွှေ့လိုက်တယ်အဲ့ဒါဆိုရှင်အခုကတယောက်တည်းပဲလိုက်ရေးနေရပါတခြားသူတွေရေးနေလားမမီတဲ့နေရာရှိလားโอเคလားโอเคလား ဟုတ်ဆရာ โอเคနော်အဲ့ဒါကျွန်တော်တို့ home page မှာဗာရေးအောင်မလဲဆိုတော့ကျွန်တော်တို့မှာဒီမှာ home page မှာတော့ project ကို run လိုက်ဆိုရင်တော့ landing page လို့ခေါ်တာပေါ့နော် project ကို run လိုက်ပြီဆိုရင်ပို့3000ဒီကောင်ကဘယ်ချိန်မှာလုပ်မှာဆိုကြတော့ခုန local host လေ local host ပို့3000လို့ခေါ်လိုက်ရင်ဒီနေရာမှာလုပ်သွားမှာနော်အဲ့ဒါကို landing page လို့ခေါ်တာပေါ့3000လို့ခေါ်လိုက်ရင်ဒီ page က initially လုပ်မှာပေါ့နော်အဲဒါကြောင့်သူ landing page ဆိုပြီးတော့နာမည်လေးပြောင်းလိုက်တယ်ပြီးတော့ welcome to ဆိုပြီးတော့ကိုယ့်ရဲ့ website ကိုပြောလိုက်တယ်ပြီးတော့ home link home သွားမယ်ဆိုဒီမှာ link တစ်ခုထည့်လိုက်တယ်โอเคလားဒီနေ့က
ဒီနေ့ကတော့တခြားလိုက်ရေးမှရမှာနော်တယောက်တည်းပဲရေးနေရပါ တရားသေးပါ ပြီးသားပြီလားရေးလို့ရလား ဟုတ်ဆရာဟုတ်ရမယ် အဲ့ဒါ run ကြည့်လိုက်အောင်နော် run ကြည့်လိုက်ရင်ကျွန်တော်မျှော်လင့်ထားသလိုဖြစ်လာပါတော့အဲ့တော့ဒီမှာ run လိုက်မယ် okay ပြီးရင်နာပေါ်ခေါ်ကြည့်လိုက်ပါနော်ပေါ်3000ကိုခေါ်ကြည့်လိုက်ပေါ်3000ခေါ်လိုက်ရင်ဘယ်ပေးတက်မလဲဆိုခုနကဒီ pay.js ဖိုင်အရင်တက်မှာအားကြောင့်သူကဒီမှာခုနကဗာလဲ hello ဆိုပြီးတော့ welcome to my landing page လို့ပြောလိုက်တယ်ပြီးတော့ဒီမှာ footer ရှိမယ် okay footer ကိုကျွန်တော်အောက်ခြေမှာကတ်ထားချင်တာကွာအဲ့တော့နင်းသေးတာ run လိုက်တော့အောက်ခြေမှာကတ်နေတာဒီကောင်းလိုက်ရလေကတ်နေလား တက်တယ်ရှင် ကတ်နေလား ဟုတ် okay အဲ့ဆိုရင်ဒီကုတ်ပါသွားပြီပေါ့နော်အောက်ခြေမကတ်နိုင်ဘူးဆိုဘာကြောင့်မကတ်နိုင်လဲဆိုတော့ကျွန်တော်ဒီမှာအောက်ခြေကတ်အောင်ကျွန်တော်ဘယ်ကောင်လေးပြောပေးရလဲဆိုတော့ဘယ်ကောင်လဲဆိုတော့ကျွန်တော်တို့မှာခဏလေး မင်း အောက်ခြေမှာကျွန်တော်တို့ကတ်တာက height တန်းပြီ screen yes height ကိုထည့်တယ်လို့ရှင် ဟမ်ဗာလဲ main height screen ဆိုတဲ့ class ထည့်တယ်လို့ရှင်အဲ့တော့ပဲ CSS class ဒီမှာဒီကောင်လေးကိုပြောလိုက်ကျွန်တော်တို့ကနေရာပြောင်းသွားတယ်ဆိုလို့ရှိရင်ဥပမာထားပါတော့ screen ရဲ့ site ကဘယ် site ပဲဖြစ်သွားတော့ကွာဘယ်လိုပြောမလဲဒီကောင်အောက်ခြေပဲကန်တယ်ပေါ့ဥပမာအဖြစ်ဒီမှာတစ်ချက်ကြည့်လိုက်လေဒီလိုမျိုးဆိုရှင်တော့အောက်ခြေပဲကန်အဲကောင်တော့အဲ့တော့ကျွန်တော်ဒီကောင်ဘယ်ကောင်လဲဆိုကျွန်တော်ဒီမှာ screen မှာဆိုလို့ရှိရင်ကျွန်တော်တို့မှာfooter ရှိတယ်ဒီမှာလေ footer ထဲမှာကျွန်တော်တို့မှာ class ကို apply လုပ်ထားရနော် class ကကျွန်တော်တို့ဒီမှာဒါ center ရွှေ့ရတယ်ကောင်နော်ဒါကကျွန်တော် test ကို center ရွှေ့တယ်ဘယ်ကောင်လဲဆိုကြကျွန်တော်တို့ကဒီကောင်နော်အောက်ခြေကိုကတ်အောင်လုပ်ထားတာကအောက်ခြေကိုကတ်လုပ်တာဒီကောင်ဒီကုတ်ကြောင်ကတ်အောင်လုပ်ကတ်ဖြစ်သွားနော်အဲ့ဒါဒီတို့ okay လား ဟုတ်ကဲ့ okay okay အဲ့ဒါကျွန်တော်တို့ဒီမှာ website ကဒီလိုလေးဖြစ်သွားပြီနော်ညီမစီမှာအဲ့ result ပေါ်လား ဟုတ်ပါဘူး okay နော် okay အဲ့ဒါဆိုကျွန်တော်နောက်တစ်ခုပြောပြရရှိရယ်အဲ့တော့ဟိုတနေ့ကကျွန်တော်တို့ API နဲ့ကနေ data တွေယူသုံးကြတယ်ဟုတ်တယ်မလား data တွေယူသုံးတယ်လေ ဟုတ် အဲ့တော့သူများ data API သူများ API က data ယူသုံးတာပေါ့နော်တကယ်တမ်းကျွန်တော်လက်တွေ့မှာတော့ဟိုကိုယ်ကိုယ်တိုင်လည်း API ရေးရရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ Node.js မှာလည်းအဲ့လိုမျိုး API ရေးခြင်းရေးလို့ရတယ်ပေါ့လွယ်လွယ်ကူကူပဲရေးလို့ရတယ်အဲ့တော့ API တစ်ခုရေးကြည့်မယ်ပေါ့ API တစ်ခုဘယ်လိုရေးမလဲဆိုကျွန်တော်တို့ကဟိုတကယ်တမ်း data ကတော့ဘယ်လိုပြောမလဲ database တွေကလာမှာဟုတ်တယ်မလား data ဘယ်ကလာမှာလဲ database ကလာအခုတော့ကျွန်တော်မှာ database ကမရှိနေသေးဘူးဆိုတာဒီ time မှာပေါ့နော် database ကမင်းတို့မှမလိုသေးဘူးပေါ့ကျွန်တော်စက်ထဲမှာတော့ရှိတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်မစမ်းပြတော့ဗာနဲ့ကျွန်တော် database ကလာမယ်ဆိုပြီးကျွန်တော်ယူဆလိုက်ပြီးတော့ဘာလုပ်လိုက်လဲဆိုတော့ဒီမှာဒီလွတ်တဲ့နေရာမှာတစ်ချက် record ထောက်ပြီးတော့ folder တစ်ခုဆောက်လိုက်ပါနော် folder နာမည်ကို data လို့ပေးလိုက်မယ် data ထဲမှာကျွန်တော်ဒီမှာ product.json ဆိုပြီးတော့သတ်မှတ်လိုက်ကိုယ့်ရဲ့ project ထဲမှာလွတ်တဲ့နေရာမှာ right click ထောက်လိုက်ပါနော်ဒီမှာသူကအပြင်မှာထားမှာဆိုတော့ဒီနေရာမှာ right click ထောက်ပြီးတော့ဘာဖြစ်မလဲ folder ဆောက်လိုက် folder နာမည်ပါလဲ data ထဲမှာ product.json ဆိုပြီးတော့ထည့်လိုက်မယ်ဒီမှာ json လေးပေါ့အဲ့ဆိုစာမေးပြန်ပေါ်လာပြီ JSON မှာဒီကောင်ငါပါလဲဒီ line number 1နဲ့16ကပါလဲ အပေါ်က array အထက်ထဲရတယ် object ဒါကကြတော့ဗာလဲ JSON array ပေါ့နော် array ပေါ့ square bracket အဖွင့်ရှိတယ် square bracket အပိတ်ရှိတယ်အဲ့တော့ဒီ JSON array မှာ object နှစ်ခုရှိနေဟုတ်တယ်မ
ဟုတ်ဟုတ် အဲ့တော့ object မှာ key value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  ဆိုတာစုံတွဲလေးတွေရှိနေဟုတ်တယ်မလား ဟုတ် အဲ့တော့ဒီမှာ object နှစ်ခုပေါ့နော် object အများကြီးထည့်လို့ရတယ်အခုတော့ကျွန်တော်3ခုလောက်ပဲထည့်လိုက်မယ်နော်3ပေါ့နော်product C ပေါ့နော်category က3ပေါ့ဒီကောင်ကdatabase ရဲ့လာမှာနော်တကယ်တမ်းอ่ะနော် ဟုတ် အဲ့တော့မှဒီ object မှာဘာထည့်ရှိလဲဆိုတော့ဒီ object မှာ inner object ထည့်ရှိမှာနော်ဒီ object မှာဘာရှိမလဲဆိုတော့ကြတော့supplier ပေါ့ဟာလေ supplier ဆိုတဲ့ inner object ရှိတယ်အဲဒီမှာနော်supplier မှာဒီမှာ AI က automatic ပြပေးနေအဲ့တော့ AI ကိုကျွန်တော်တုံးလိုက်โอเคဒီကလေးတစ်ချက်စောက်လိုက်နော်အဲ့ကျွန်တော် API ကိုလမ်းခေါ်လိုက်ရင် API ကိုလမ်းခေါ်လိုက်ရင်ဒီ data ကိုကျွန်တော်ပြချင် โอเคလားဟုတ်ကြပြီ โอเคဒါဆိုဒီကောင်ပြီးသွားပြီနော် ဟုတ် โอเคအဲ့တော့ကျွန်တော်တို့ဒီ data ကိုကျွန်တော်ဖတ်ရမှာပေါ့နော်ဒီ data ကိုဘယ်သူဖတ်ရမှာဆိုတာဒီ API ကနေဒီ data ကိုလှမ်းယူရမှာပေါ့အဲ့ကြောင့် API ကိုရေးမှာဖြစ်တဲ့အတွက်ဒီ app အောက်မှာကျွန်တော် folder လေးစောက်လိုက်တယ် API ဆိုတဲ့ folder လေးစောက်လိုက်တယ်ဒီကျွန်တော်အခုရေးနေတာ Next.js ရေးနေတာဖြစ်တော့ Next.js ကသူက folder structure နဲ့ URL ဖြစ်သွားတာကွာ folder structure တဲ့အဲ့တော့ user လမ်းခေါ်ကျွန်တော် API select ကျွန်တော် product တို့လမ်းခေါ်ချင်တာ product select လမ်းခေါ်လိုက်ရင်ဒီကိုရောက်မှာဘယ်နော်ဘာလဲ API ဆိုတဲ့ folder ဆောက်လိုက်ပြီးတော့ product ဆိုတဲ့ folder ဆောက်လိုက်အဲ့ထက်မှာ route.js ဆိုကျွန်တော်ရေးလိုက်API API ကို API ကို application မှာ provide လုပ်ချင်တယ်ရေးလို့တဲ့ဆိုဒီတိုင်းရေးလိုက်အောင်မနော်ဟုတ်ဒါကိုယ်တိုင်စောက်တဲ့ API ပေါ့ကိုယ်တိုင်စောက်တဲ့ API တကယ်ကကျွန်တော်ကဘယ်လိုဟိုတနေ့ကကျတော့တခြား API ကို data ယူသွင်းလိုက်တာ data ယူသွင်းလိုက်တော့ကျတော့သူပေးတဲ့ data ပဲကျွန်တော်သုံးလို့ရအမေဟိုတချို့ချင်းတွေကကိုက API ထုတ်ဖို့လိုတယ်ဆိုရှင်လည်းဒီလိုမျိုးထုတ်လို့ရတယ်ပြောပြတာပေါ့နော်အဲ့တော့ဒီ route.js ထဲမှာကျတော့ဗာရဲတယ်သူက JavaScript file ဆိုတော့ဒီဝင်လိုက်ရင်ဒီမှာဗာလဲဆိုဒီမှာ
ဒီမှာဒီ function လေးတစ်ခုဒီ function လေးရေးလိုက်ဒါလေးအရင်ရေးရမှာဒီကောင်လေးကဘာလုပ်တာလဲဆိုတော့ကျွန်တော်ဒီမှာသူက coding programming ဖြစ်သွားတယ် JavaScript ကသူကဘယ်လိုပြောမလဲ programming ဖြစ်သွားတယ်ဆိုတော့ condition တွေ logic တွေထည့်လို့ရတယ်အဲ့တော့ if တွေကျွန်တော်ဒါပြောပြီးသားနော် JavaScript ဆိုတာဗာလဲ JavaScript မှာတော့ဗာလဲ condition ထည့်ခြင်းဗာလဲ if ဟုတ်တယ်မလား switch တို့လေပြီးတော့ looping ဆိုလို့ရှိရင် while တို့ do အဲ့ဒါတွေပြောခဲ့တယ်ကွာအဲ့ဒါကိုပဲဒီမှာကျွန်တော် try ဆိုတဲ့ကောင်လေးရေးလိုက်တယ်အဲ့ try ဆိုတာဗာလဲဆိုတော့ exception handling ပေါ့နော်ဒီမှာ try ဆိုကျွန်တော်က try အဖွင့်ရှိမယ် try အဖွင့်ရှိမယ် try နဲ့တူတူတော့ cat ဆိုတဲ့ဒီကောင်စုံတဲ့တစ်ခုရှိအဲ့တော့ဒီကောင်လေးတစ်ချက်ရေးလိုက် try အဖွင့်ပိတ်ရေးလိုက်ပြီးတော့ cat ဆိုဒီကောင်လေးအရင်ရေးလိုက်ပြီးတော့မှဒါလေးကိုကျွန်တော်ထည့်ရေးဒါလေးကိုရှင်းပြ ဒီတစ်ကနေတက်မရေးနေအောင်ဒီတိုင်းမှာဒီကောင် function ရေးလိုက်တာဘယ်လိုပဲ function တခုကျင်လိုက်တယ် function နာမည်ကဘာလဲဆိုတော့ဟုတ်လေ cat ဆိုတဲ့ function အဲ့ဒါ function cat okay ဒီ asynchronous ဆိုတာဘာလဲဆိုကြတော့ဒီ function လေးသုံးညင်လို့เนาะဒီကောင်လေးသုံးညင်လို့အဲ့တော့ခုနပြောခဲ့ပြီးတော့ data ကတော့တကယ်တမ်းက database အလာမှာဒါပေမဲ့ကျွန်တော်တို့မှာ database မရှိသေးဘူးအဲ့တော့ဒီ data ကိုကျွန်တော်လိုချင်တာဒီ data ဆိုတဲ့ folder ကဒီ JSON file ကို LAMP ဖတ်ချင်LAMP ဖတ်ချင်တော့ကျွန်တော်တို့ကဘယ်လိုဘယ်သူရဲ့အကူအညီယူရမလဲဆိုတော့ကျွန်တော်ဒီ operating system ပေါ့ကျွန်တော် computer က operating system ကအကူအညီယူရမယ်အဲ့ဒါ operating system ကဒီ file ကိုဖတ်မှာဖြစ်နေတာ file ဆိုတဲ့ namespace ကိုလှမ်းယူပေးရမယ်အဲကြောင့်ဒီမှာဒီကောင်လေးညညာပေးရတယ်ဟာလေဒီ import ဆိုပြီးတော့ import ဒါ variable နာမည်ပေးလိုက်တာ variable နာမည်က fs ဆိုပြီးပေးလိုက်တာအဲကောင်ဘယ်လာဆိုကြတော့ fs ဆိုတဲ့ဟာလေ library အောက်ကပေါ့ဒီကောင်ဘယ်သူရဲ့ library ဆို Node.js က library အဲကြောင့်ဟိုတနေ့က Node.js ကိုတွားပြီးတော့ချက်ကြည့်လိုက်မလဲ Node.js Node.org ကိုတွားလိုက်ရင်the file ဖတ်ချင် operating system အကူအညီကိုယူရတယ်ပေါ့နော်အဲ့တော့ဒီမှာ DOC ကိုတွားလိုက်ရင်ဒီမှာ operating system ကိုလိုချင် operating system ကောင်လိုချင်ဒီမှာ OS ဆိုတဲ့ကောင်ဒီမှာရှိရနော်အဲ့ဆိုကျွန်တော် file path ဖတ်မှာဒီမှာ page path ဆိုတော့နှိပ်ကြည့်လိုက်မယ်အဲ့ဒါဆို page path ကဘာလို့လုပ်လဲဆိုတော့ပြောပြထားတယ်အဲဒီမှာကျွန်တော်ကတခုခု file တွေဖတ်ချင်တယ်ဆိုရှင်ဒီလိုအခြေအနေမျိုးဆိုလို့ရှိရင်တဲ့သူကဘာလုပ်ရလဲဆိုတော့ဒီမှာ operating system အကူအညီလှမ်းယူရမှာပေါ့နော်အားကြောင့်တော့ဘာလုပ်ရလဲဆိုတော့ဒီမှာ OS ကို import လုပ်ပေးရတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်က fs ဆိုတဲ့ library ကို import လုပ်ပေးရတယ်အဲ့ကောင်က npm နဲ့ install လုပ်ဆရာမလိုဘူးအားကြောင့်တော့ဘာလုပ်ရလဲဆိုတော့ကျွန်တော်ဒီမှာ fs ဆိုပြီးတော့ဒီ file server ပေါ့နော် file ကိုလက်ဖတ်မှာဆိုပြောလိုက်တယ်ပြီးတော့ဒီမှာ pdf ဆိုတဲ့ကောင်လေးကြီးညာပေးရတယ်အဲ့တော့ဒီနှစ်ခုကိုအရင်ကြီးညာလိုက်ဒီကောင်ကိုကျွန်တော်အပေါ်ထားလိုက်ပြီးတော့မှအောက်ကကောင်ကဘာကြောင့်ရလဲထပ်ပြောပြနံပါတ်3ကဘာလို့လဲပြောပြမယ်နော်အဲ့တော့ဒီကောင်ကပတ်လန်းချောင်းဖတ်ဖို့ဒီပတ်လန်းချောင်းဖတ်ဖို့အတွက်ဒီကောင်ကကြီးညာတာဒီကောင်ကကျတော့အဲ့ပတ်လန်းချောင်းကိုဘာနဲ့လှမ်းဖတ်လို့ဆို file ဆိုတဲ့ဒီ operating system ကိုကြီးနဲ့လှမ်းဖတ်မှာအားကြောင့်ဒီမှာ fs ကိုအညာလိုက်တယ်အဲ့ fs ကရိုးရိုး fs မဟုတ်ဘူးသူကဒီ promise ဆိုတဲ့ဒီ variable မျိုးစားလေးပေါ့နော် promise ဆိုတဲ့ variable နဲ့တမန်လိုက်တယ်ပေါ့နော်ပြီးတော့ဒီကောင်ကဘာလို့လဲဆိုတော့ဒီကောင်ကကြပါဆိုကျွန်တော်တို့ JSON response ပြန်ပေးရမှာလေ user ကဖတ်ရင် JSON နဲ့ဖတ်မှာအားကြောင့်ဒီမှာ response ပြန်ဖို့အတွက်ဒီ Node server အောက်က response ဆိုပြီးတော့ဒီနှစ်ခုကကျတော့ Node.js ကလာတဲ့ library ကိုခေါ်သုံးတာဒီကောင်ကကျတော့ Node.js က library ကိုခေါ်သုံးတာဒါပေးပဲချိန်ညာလိုက်တဲ့သဘောပေါ့မိလားမသိဘူး ဟုတ်ဆရာမိပါ okay အဲ့ဒါပဲဒီကောင်ဘာလုပ်တာလဲဆိုဒီကောင်ကကျတော့ခုနက define ကိုလှမ်းဖတ်မှာ define ကိုလှမ်းဖတ်မှာဆိုဒီပတ်လန်းကြောင့်ကျွန်တော်သိဖို့လိုတယ်အားကြောင့်ဒီမှာ file path ဆိုပြီးတော့ဘေးပဲချိန်ညာလိုက်တယ် constant တိုင်းနဲ့ချိန်ညာလိုက်တယ်ပြီးတော့ path.join ဆိုပြီးတော့အခုသူကကျွန်တော်တို့အမြင်တာကဒီ project အောက်မှာ define လို့ပြောတာကွာဒါပေမဲ့ computer ကကျတော့ဒီ project အောက်လို့မသိဘူးအဲ့တော့ဒီ project အောက်လို့သိချင်တော့ဒီမှာဒီ project အောက်လို့သိချင်တော့ဘာလုပ်လဲဆိုကျွန်တော်က path.join ဆိုပြီးတော့ဒီအခုရောက်နေတဲ့ဒီရောက်နေတဲ့ server အောက်ကလို့ပြောလိုက်တယ်ပြောပြီးတော့ data အောက်က project.json လို့ကျွန်တော်ပြောပေးရတယ်ပြီးရင်အဲ့ file ကိုကျွန်တော်ဘယ်လိုပုံစံဖတ်ချင်တယ်ဆိုဒီ file ထဲမှာကျွန်တော်တို့ကဟို
ဒီ file ထဲမှာကျွန်တော်အင်္ဂလိပ်လိုတွေရောမြန်မာလိုတွေရောတရုတ်လိုတွေရောမျိုးစုံပါနိုင်တယ်ပေါ့အဲ့ဒါကိုဖတ်ချင်ကျွန်တော်ပါဆို UTF-8 လို့ခေါ်တဲ့ဒီ Unicode ပေါ့နော် Unicode စာဖို့ဖြစ်အောင်ဆိုပြီးတော့ i file ကိုပြောပြရ Unicode လာတယ်ဆိုလို့ရှိရင်လည်းမြန်မာလိုမှန်မှန်ကန်ပေါ်မယ်ကွာအင်္ဂလိပ်လိုလာရင်လည်းမှန်မှန်ကန်ပေါ်မယ်ဂျပန်လိုလာလည်းမှန်မှန်ကန်ပေါ်မယ်လို့ပြောလိုက်တာသူ့ရဲ့သဘောတရားဒီကောင်လေးတတ်မှတ်လိုက်တယ်ပြီးတော့ i file ကို JSON တော့ပါဆိုပြီးတော့ရလာတဲ့ file ကတခြား format တွေဖြစ်နေလိမ့်မယ်ဒါပေမဲ့ JSON ကိုကျွန်တော်ပြောင်းလိုက်တယ်ပေါ့ JSON ပြောင်းလိုက်တယ်ပြီးတော့ခုနကကျွန်တော်ကျင်ထားတဲ့ response ဆိုပြီးတော့ file ကို data ကိုပြောပြလိုက်တယ်ပေါ့ဒါ data ကို file ကိုဖတ်တဲ့ကိစ္စပြီးသွားရောပြီးတော့အကြောင်းကြောင့်ဒီ file ကို error ဖတ်ရင်းနဲ့ error တက်သွားတယ်ဆိုရင်ဒီမှာ error ကို console လုပ်ရိုက်တယ်ပြီးတော့ error status ကို response ပြန်လိုက်တယ်ပေါ့ okay အဲ့ဆိုရင်ရပြီဒီကောင်လေးရေးလိုက်နော်ကျွန်တော် run ပြမယ်နော်အဲ့ဆိုရင်ဒီမှာကျွန်တော်ဒီကောင်ကိုခေါ်လိုက်မယ်ရေးလိုက်အောင်နော်မရောက်မိလားမသိဘူးနော်မိလား ဟုတ်စီမိပါတယ် ရေးလို့ပြီးသွားပြီလား ဟုတ်ပြပါတယ် okay အဲ့ဒါကျွန်တော်တို့ဘယ်လိုလန့်ခေါ်မလဲဆိုတော့ခုနတိုင်းမှာ run လိုက်ရင်ခါတိုင်းကခုနတိုင်းရှိတာကဒီမှာကခုန website ကဒီလိုမျိုးပဲ3000လို့လန့်ခေါ်လိုက်ရင်တော့ဘာဖြစ်မလဲ browser မှာကိုယ့်ရဲ့ web page ခါတိုင်းလိုပဲသူကတက်နေလိမ့်မယ်ဒီ server နောက်မှာကျွန်တော်တို့ API ထွက်ရတာဆိုတော့အဲ့ API ခေါ်ခြင်း API/product ဆိုပြီးလန့်ခေါ်လိုက်ရင်ခုန file ကို read တာပေါ့နော်ခုန API လန့်ခေါ်လိုက်တာပေါ့ဒီမှာလေ API အောက်က product လို့ပြောလိုက်ရင်ဒီ route ဆိုတဲ့ကောင်ရောက်သွားပြီ okay အဲ့မှာတော့ဒီမှာ data တွေထွက်လာပြီပေါ့ဒါကိုယ်ပိုင် API စောက်ချင်လေးမျိုးစောက်လို့ရတယ်ပေါ့ Next.js ပေါ့နော်ရမလားလုံးလား မလုပ်ဘူး လုံးလား ဒီတာမပေါ်ဘူး data မပေါ်ဘူးဆိုရှင်ပတ်လန်းကြောင်းမှားတာလည်းဖြစ်နိုင်ရှိရယ်ဒီတိုင်းမှန်အောင်နော် data အောက်က product အောက်ကစလုံးပေါင်းမှားလို့မရဘူး product.json ဒီမှာ product.json လို့ဖြစ်အောင်โอเคလားအဲ့ဒါဖြစ်နေလားဟုတ်လား ဟုတ်စီအဲ့ဒါထွက်နေတယ် data မရှိဘူး ဟုတ်လား screen share ရှင်းလိုက်လေဒါဘယ်နှမှားလဲဒီမှာတစ်ချက်တော့ရှာကြည့်လား data လေးကိုပြည့်စုံစမ်းdos announce data လေးကို product also ဘာအဲ့ဒါတက်လဲသူပြောရလေ screen share ရှင်းလိုက်ကျွန်တော်ရလိုက် ရပြီစီဒီ file နာမည်မှာ s ပါလာတယ်မပါဘူးရတယ် product.json မှာ s ထည့်လိုက်တော့မရဘူးအခုရတယ် အေးပေါ့ s မပါဘူးလေဘာလို့ဆိုဒီမှာ file နာမည်က product မှာ s မပါဟုတ်မှန်တော့ပြီ okay လား okay စီ okay good အဲ့ဆိုလို့ရှိရင်သင်ခန်းစာတော့ဒါပဲဒါပေမဲ့ကျွန်တော်လုပ်စေချင်တာလေးတစ်ခုရှိတယ်ကျွန်တော် run လိုက်မယ်နော်ပြန် run လိုက်မယ်အခုကျွန်တော်ဘာလဲဆို data အခု API နေမှာကျွန်တော် HTTP method တွေဘာတွေရှိခဲ့လဲဟိုတနေ့ကသင်ခဲ့ရလေဘာတွေရှိလဲ
data ယူရင်ဘာလဲ get data ယူရင် get နဲ့ယူရနော်အခုဆိုငါတို့ဘာလဲဒါ get နဲ့ယူလိုက်တာ ဟုတ် get ဆိုတဲ့ဒီ get ဆိုတဲ့ဒီ m point လောက်သွားတာပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ get ပေါ့ okay အဲ့တော့ဟိုသင်ခန်းစာကတော့ပြီးတော့ပြီဒါပေမဲ့ဘာလုပ်စေချင်လဲဆိုတော့ကျွန်တော်ဒီမှာ contact လေးကျွန်တော်မှာရှိတယ် ဟုတ် contact ဆိုတဲ့ page လေးရှိတယ် contact လေးကိုနှိပ်လိုက်ရင်ကျွန်တော်ရဲ့ contact form လေးတက်လာမှာပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာနာမည်ရေးမယ်ပေါ့တော့သူကကျွန်တော်စီကိုလှမ်းပြီးမိတ်ဟိုတခုခုအတွက်ကျွန်တော် contact လုပ်ချင်သူကcontact လုပ်တာအောင်ပေါ့အောင် @gmail.com ပေါ့ဟုတ်လား ဟုတ် hi mg လို့ကျွန်တော်ပြောစန့်ကိုနှိပ်လိုက်ရင်ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ API ကိုခေါ်မယ် API/contact လို့ခေါ်လိုက်မယ်ပြီးတော့ဒီကောင်နှိပ်ခဲ့တယ်ဆိုတော့ကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ဒီ data အောက်ကလေ data အောက်က contact.json ထဲမှာလာသိမ်းနေတာသူထည့်လိုက်တဲ့ data တွေအဲ့ဒါလေးခုပါကိုရေးကြည့်လို့ရအဲ့ဒါလေးရေးကြည့်ရမှာနော်ဒီမှာကျွန်တော် sample ရေးထားတာရှိကျွန်တော်မပြီးသေးဘူးကွာအဲ့တော့အဲ့လို online မှာရှာပြီးတော့ရေးလို့ရတယ်ဆိုလိုချင်တာ data ကို server side ကိုပို့ချင်တာပေါ့အခုက server side က data ကိုလိုက်ယူခြင်းဒီ API ကိုခေါ်လိုက်ရင်ဒါ data ရတယ်ဒါ get ခေါ်တာပေါ့အခုကျွန်တော်ကလေ့ကျင့်မိတာဖြစ်သွားတယ်ဒီကောင်ကိုနှိပ်လိုက်ရင်ကျွန်တော်ပို့လိုက်တဲ့ဒီကောင်နှိပ်တဲ့ဆိုတော့ server side ကို data ရောက်သွားအဲ့ဒါလေးရေးစေချင်တယ်ကျွန်တော်နော်အဲ့ဒါကိုတော့ကျွန်တော်အခုသင်ခန်းစာကတော့ဒါလေးကိုကျွန်တော်အခု Google ကိုကျွန်တော် comment လုပ်လိုက်မယ်โอเคအဲ့ဆိုရင်အခုရေးပြီးသား Google ကိုအားလုံးကဒီမှာလာကြည့်လို့ရပြီနော်အချိန်အသိမရှိအောင်နော်မနေ့က slide ကိုအဆက်လုပ်လို့ရရနော် ဟုတ်ရှိအောင် အဲ့အခုရေးတဲ့ code ကဘယ်မှာလာကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့မှာဒီမှာလာကြည့်လို့ရရနော်အခုရေးတဲ့ code တွေအားလုံးကဒီပေါ်မှာ symbol အနေနဲ့ရှိတယ်ဒါကိုလာပြီးတော့တစ်ချက်ယူကြည့်လို့ရโอเคဒီနေ့ကတော့အတန်းနော်နောက်ဆုံးမဲဆိုတော့ပြီးတော့နောက်တစ်ခုက API နဲ့ပတ်သက်ပြီးတော့ခုနက YouTube မှာကျွန်တော်ခုန knowledge share တဲ့နေရာရှိရယ်ကွာအဲ့မှာ API နဲ့ဘယ်လိုရေးရလဲဆိုတာကိုပြောပြထားတာရှိတယ်ဒီမှာသားကြည့်လို့ရရနော်အဲ့ဒါဘူးဟိုပါပေါ့အခုလက်ရှိရတော့ကျွန်တော်ကိုယ်တိုင်လည်းဒီ deployment လုပ်နေတာ software ရေးတယ် Node.js နဲ့ရေးတယ် Java လည်းNode.js လည်းရေးတယ်ပေါ့နော်အဲ့တော့ဒီ page မှာကျွန်တော် knowledge လေးတွေ share တယ်ကွာအဲ့တော့ဒါတော့ကျွန်တော်တို့ share knowledge share ကျွန်တော်မှ10ရှိရပါတော့တကယ်ချင်းနေလည်းရှိအဲ့တို့က share တယ်ပေါ့နော်ဒီကြောင်းကကျွန်တော်ချိန်ပြီးတော့စာသင်ဖို့ပြောလို့ကျွန်တော်ရောက်လာတာကွာဒီမှာလည်းလာပြီးတော့ကြည့်လို့ရတယ် ဟုတ် okay အဲ့ဒါဆိုလို့ရှိရင် ဒီ course အတွက်နောက်ဆုံးလားဆရာ ဟုတ်တယ်ဒီ course က ဒီ course တစ်ခုပြီးရင်ကျတော့ဘယ်လောက်နားတာလဲဆရာပြီးမှပြန်စားတာ အတာအကြောင်းကသိမယ်နဲ့တူတယ်ကျွန်တော်ကအသေးစိတ်မသိဘူး ဟုတ်ကဲ့ဆရာ အခုကျွန်တော်ကကျတော့ဒီ web development နဲ့ဒီဘယ်လိုပြောမလဲmobile ကိုအခြေခံ fundamentally ပြောတာပေါ့နော်ပြီးရင်တော့တခြားဘယ်လိုပြောမလဲအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လည်းတခြားဆရာမတွေပြောမယ်နဲ့တူတယ် ဟုတ်ဆရာ ဆိုင်မယ် okay အဲ့ဆိုရှင်မေးရရှင်မေးပါမေးရမရှိရင်ဆင်းလို့ရ တ ပါ ကယ် ပြီ လို့တော့ practice လုပ်ပြီးမှမေးစရာရှိရဆိုဆရာဘယ်လိုမျိုး contact လုပ်ပြီးမေးလို့ရလဲဆရာ ဘယ်လိုမျိုး connect လုပ်ရလဲဆိုတော့ကျွန်တော်ဘလော့လက်တန်း1 minute တဲ့ဘယ်ကနေလာမေးလို့ရလဲဆိုကျွန်တော်ပေးလိုက်မယ်လေကျွန်တော်ရဲ့ဒီ profile မှာဒီမှာလာခဲ့လိုက်လို့ရတယ်အဲ့မှာကျွန်တော် connect လုပ်လို့ရတယ် Gmail email နဲ့ connect လုပ်ရတယ်တခြားဒီ messenger ပဲဖြစ်ဖြစ်